ပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ပဲလောကလိမ်လည်မှုကြီးဖြည့်ရှင်းပေးဖို့အတွက်ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကိုကြော်ကြီး3500အစိုးရယုံလေးနဲ့လူမိုက်ဝင်ထုတ်ဝင်ကို3000ကြီးမင်းနိုင်9စီကလူမိုက်ကျော်ကျော်ကို3800ပေးခဲ့ရပေမဲ့လည်းဖြည့်ရှင်းပေးခဲ့တာမရှိခဲ့ပါဘူး။ရွှေကုန်းမှာကြားဖြန့်အလုံးယုံတွေစီကနေဖမ်းဆီးရရှိတဲ့တပ်တွေကံပစ္စည်းတွေဖြစ်တဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုစစ်တပ်ကလမ်းကျိတ်ဆက်နဲ့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နေ့လည်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာပြည်တွင်းပဲဆေးကွက်မှာအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ပဲလောကလိမ်လည်မှုကြီးကိုဖြည့်ရှင်းပေးဖို့အတွက်ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကိုလက်ငွေကြော်ကြီးငွေကျပ်3500အစိုးရယုံလေးနဲ့လူမိုက်ဝင်ထုတ်ဝင်ကိုငွေကျပ်3000ကြီးမင်းနိုင်9စီကလူမိုက်ကြော်ကို3800ပေးခဲ့ရပေမဲ့လည်းဖြည့်ရှင်းပေးခဲ့တာမရှိသလိုပြည်လည်မှုမရရှိခဲ့ဘူးလို့လိမ်လည်ခံရတဲ့မဟာနဒီ Trading Company ရဲ့ဒရိုက်တာကိုရဲမင်းတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်2023-2024ခုနှစ်အတွင်းမဟာနဒီ Trading Company ကပဲကုန်တဲ့တအုပ်ဖြစ်တဲ့ဇော်မေးတန်ခေါ်စော်စော်လေးစီမှာမပဲတန်ချိန်2200တန်ဖိုးရှိတဲ့ပဲတွေကိုအမေရိကန်ဒေါ်လာတန်းချီပေးပြီးဝယ်ယူခဲ့ကလောင်ထားခဲ့ပြီးမြန်မာငွေအားနဲ့သိန်းကြီးပေါင်း3သိန်းခွဲတန်ဖိုးရှိတယ်လို့ကိုရဲမင်းလင်ကပြောပါရယ်အဲ့လိုဝယ်ယူချိန်ကမပဲစင်းလုံးမှာ26သိန်းဝန်းကျင်သာရှိခဲ့ပြီးတဲ့နောက်မပဲစင်းမှာ43သိန်းခွဲဖြစ်သွားချိန်မှာပဲနဲ့ငွေတွေလုံးဝပြန်မပေးဘဲလိမ်လည်သွားခဲ့တယ်လို့လည်းပြောပါရယ်အဲ့ဒါကြောင့်ငွေလိမ်ခံရမှုအတွက်ငွေကြေးတွေပြန်လည်ရရှိဖို့အတွက်ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကနေတဆင့်ဆက်သွယ်ပြီးစ조사ခဲ့ပေမဲ့လည်းကြော်ကြီး3500ကုန်သွားခဲ့ပေမဲ့ဖြည့်ရှင်းပေးမှုမရှိခဲ့ဘူးလို့ကိုရဲမင်းလွင်ကပြောပါရယ်အဲ့ဒီနောက်ကြီးမင်းနိုင်9စီကလူမိုက်ကြော်ကျော်နဲ့ချိတ်ဆက်ပြီးစောစောလေးခေါ်စုံမင်းတန်းစီကိုခဏတာအတွေ့ကိစ္စတွေ့ဆုံခွင့်ရရှိအောင်ဆောင်ရွက်ပေးဖို့အကူအညီတောင်းခဲ့တာကြောင့်လူမိုက်ကြော်ကျော်ကလည်းစစ်တပ်နဲ့ပါလှုပ်ဆောင်ပေးမယ်ဆိုပြီးငွေကျပ်3800ယူသွားပေမဲ့ဘာမှဖြစ်မလာခဲ့ဘူးလို့ဆိုပါရယ်အဲ့ဒီနောက်မှာဆိုတော်ယုံလေးကိုချိတ်ဆက်ပြီးတာဂီတာလူမိုက်ဝင်းထုတ်ဝင်းကိုချိတ်ဆက်ကငွေကျပ်3000နဲ့စုံမင်းတန်းခေါ်စောစောလေးကိုတွေ့ခွင့်ရအောင်ဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့ရမှာလူမိုက်ဝင်းထုတ်ဝင်းနဲ့ယုံလေးကစစ်တိုင်းမှုကိုလက်ငွေ3500ပေးပြီးစောစောလေးကိုအရင်ခေါ်စစ်ခိုင်းမှဖြစ်ပြီးနောက်မှစောစောလေးကိုခေါ်လာပေးမယ်လို့ပြောကဘာရလက်မှမဖြစ်ပေါ်ခဲ့ဘူးလို့သိရပါတယ်။အဲဒီနောက်ဝင်းထုတ်ဝင်းက3500ပြန်ပေးပြီးကျန်တဲ့3500ကိုလည်းယုံလေးကိုပေးလိုက်ရတဲ့အတွက်မပေးနိုင်တော့ဘူးဆိုပြီးပြောဆိုတဲ့အပြင်လာမတောင်းဖို့ကိုရဲမင်းလွင်ရဲ့မိသားစုတွေကိုချင်းချောက်တယ်ဆိုပြီးကိုရဲမင်းလွင်ကရှင်းပြပါတယ်။အကြံဖက်စစ်တပ်ကရန်ကုန်အခြေဆိုင်မဟာနဒီ International Company Limited ရဲ့ဒရိုက်တာကိုရဲမင်းလွင်အပါအဝင်မိသားစုတွေကိုအမေရိကန်ဒေါ်လာတန်း90ကျော်ပြန်လည်မသွင်းလို့ဆိုပြီးငွေကြေးခွာချမှုအပါအဝင်စီးပွားရေးဆိုင်ရာပုံမှန်တော်တော်များများနဲ့အမှုဖွင့်ထားကောင်ဦးရဲမင်းလွင်ရဲ့ဖခင်ဦးဟင်နရီခင်မောင်အပါအဝင်မိသားစုဝင်တွေကိုစစ်တပ်ကဖမ်းဆီးထားပါတယ်ရှင်။ကရင်ပြည်နယ်ဘက်မှာတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုန်းမြို့သစ်မှာစစ်တပ်ကကြားဖြန့်လုံယုံတွေကနေဖမ်းဆီးရရှိတဲ့တပ်တွေကံပစ္စည်းတွေဖြစ်တဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုစစ်တပ်ကလမ်းကျိတ်ဆက်နဲ့ဖျက်ဆီးလိုက်တယ်လို့ BGF နဲ့စစ်တပ်ကထိုင်းသတင်းဌာနတွေစီကိုသတင်းတပ်ပုံတွေပေးပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့မှာစတင်ခဲ့တဲ့ကြားဖြန့်နေရေးမှာ6ရက်ကျော်ကြာလာပြီဖြစ်ပြီးကြားဖြန့်လုံယုံတွေကနိုင်ငံခြားသား1540ကျော်ကိုဖမ်းဆီးခဲ့ကကွန်ပျူတာ3000ကျော်နဲ့မိုဘိုင်းဖုန်း2000ကျော်ကိုသိမ်းဆည်းရရှိခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ22ရက်နေ့ညနေပိုင်းမှာကြားဖြန့်အွန်လိုင်းငွေလိမ်လည်ရာမှာအသုံးပြုတဲ့ကွန်ပျူတာနဲ့ဖုန်းတွေကိုစစ်တပ်နဲ့ BGF ကလမ်းကျိတ်ဆက်နဲ့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်နဲ့ BGF ကရွှေကုန်းမှာရှိတဲ့ကြားဖြန့်အလုပ်ရုံ site 22နေရာကိုစီးနင်းခဲ့ပြီးလူပေါင်း1000ကျော်ကိုဖမ်းဆီးကကွန်ပျူတာ3000နီးပါးနဲ့ဖုန်းပေါင်း2000ကျော်ကိုသိမ်းဆည်းရရှိထားတယ်လို့နိုင်မောင်စောကပြောပါတယ်။စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ရွှေကုန်းနယ်မြေအတွင်းနိုဝင်ဘာလ18ရက်နေ့ကနေမနေ့ကအထိမြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်နေထိုင်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1590ယောက်နဲ့အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာမှာအသုံးပြုတဲ့ကွန်ပျူတာ2893လုံးမိုဘိုင်းဖုန်း11950လုံးစတာလင်ဘန်100လုံးရော်ဒါ21လုံးနဲ့လုပ်ငန်းသုံးပစ္စည်းတော်တော်များများကိုစီစစ်တွေ့ရှိဖမ်းဆီးရမိခဲ့လို့ထုတ်ပြန်ထားပါတယ်။စစ်တပ်ကကြားဖြန့်တွေရှိနေတဲ့မြဝတီမဲထော်တလေး KK Park နယ်မြေရွှေကုန်းကိုမြိုင်ကြီးရွာနဲ့ရွှေကုန်းကိုမြို့သစ်တို့ကိုဝင်ရောက်စီးနင်းနေတာဖြစ်ပါတယ်။စစ်တပ်က2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေနိုဝင်ဘာလ22ရက်နေ့ထိမြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း12468ယောက်ထိန်းသိမ်းနိုင်ခဲ့က11893ယောက်ကိုစစ်ဆေးခဲ့ပြီးအဲဒီတွေက9988ယောက်ကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုပြည်နှင်ပေးခဲ့တဲ့အပြင်ကြန့်ရှိနေတဲ့ပြည်ပနိုင်ငံသား2490ယောက်ကိုလည်းသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းသွားမယ်ဆိုပြီးထုတ်ပြန်ထားပါသေးရဲ့ရှင်။မန္တလေးတိုင်းဘက်ကိုကြည့်ရအောင်ပါ
မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားမြို့ရွာတွေကစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်သားတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား9ဦးသေဆုံးပြီး15ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဇီယိုနီစနိုက်ပါဖရန်ကင်ကိုရီလာ Forces ရဲ့အဖွဲ့ခေါင်းဆောင်ကိုကျက်တစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ကမြို့သားမြို့ရွာတွေကနေထနောင်းပင်ကြီးရွာကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အင်အား160လောက်ရှိတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကစစ်သား9ဦးသေဆုံးပြီး15ယောက်ထိခိုက်ဒဏ်ရာရရှိကတော်လိုင်းတပ်ဖွဲ့ဝင်9ဦးလည်းကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုစင်ယော်နေလက်နက်ကြီးတပ်ဖွဲ့နဲ့အတူ TGY ငဇွန် SDF ငဇွန်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အခုလိုမျိုးပဲမနေ့ကနိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီခန့်မှာစကိုင်းတိုင်းခင်ဦးမြို့နယ်မုံလာကြီးရွာအတွင်းမှာယာယီတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေနဲ့ပြူစောတိအင်အား100ခန့်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးတဲ့အရေးအတွက်ကိုတော့အတည်ပြုနိုင်တာမရှိသေးပဲစစ်တပ်ဘက်ကစစ်ကူစစ်ကြောင်းတွေရောက်ရှိလာပေမဲ့တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ22ရက်နေ့မနက်9:45မိနစ်ခန့်မှာလေအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတံပြားကကားဆက်တဲ့စီးနဲ့ထွက်လာတဲ့စစ်သားတွေဟာမန္တလေးမုံရွာလမ်းပိုင်းမှာရှိတဲ့မအူဂိတ်ကိုဝင်ရောက်လာပြီးတဲ့နောက်မုံရွာမြို့အထွက်ချောင်းမုံရွာလမ်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲနဲ့တပ်ခွဲမှုကိုဝိုင်ဖိုင်ကပြောပါရယ်အဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်ဘက်ရဲ့ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့လည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ရင်တန်းတွေနဲ့ကမ်းမလိုက်ကြဖို့ကိုမြစ်တာရက်ခံထားပါသေးရဲ့ရှင်။ပဲခူးတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။ပဲခူးတိုင်းကျိုးပင်ကောင်းမြို့အဝင်အကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်သားရဲနဲ့ပြူစောတိ9ဦးသေဆုံးပြီးလက်နက်တချို့သိမ်းဆည်းရရှိခဲ့တယ်လို့တာယာဝတီခရိုင်စီးရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကနိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီကျော်ခန့်မှာကျိုးပင်ကောင်းမြို့အဝင်အကြမ်းဖက်စစ်တပ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဂိတ်စခန်းမှာရှိနေတဲ့စစ်သားရဲနဲ့ပြူစောတိ9ဦးသေဆုံးပြီးလက်နက်တချို့ရရှိခဲ့တယ်လို့သိရပါရယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့တော်လိုင်းရဲဘော်တွေကပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်။အဲ့ဒီလိုမျိုးပဲနိုဝင်ဘာလ23ရက်နေ့မနက်အစောပိုင်းကလည်းစီကုန်းမြို့အမှတ်3ရပ်ကွက်စမ်းရွာရန်ကုန်ပြည်ကားလမ်းဘေးမှာရှိတဲ့ Heaven KTV ကို PDF တပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် KTV အခန်းအမှတ်3မှာတချင်းဆိုနေတဲ့စစ်တပ်လက်အောက်ခံပြူစောတိခေါ်ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးဖွဲ့ပလကဖအဖွဲ့ဝင်မြင့်နိုင်ဦးခိုင်စော်မြင့်ဦးမျိုးလွင်မျိုးမင်းအောင်နဲ့ဇော်ကြီးတို့သေဆုံးခဲ့ပြီးကြီးတွီးတနက်တလက်ကြီးပေါက်4ခုကြီးတောင်း80 equipment 2ခုဓာတ်3လက်လက်ထိတ်1ခုတို့ကိုတင်စီရရှိခဲ့လို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းဘက်မှာတော့တနင်္သာရီတိုင်းပလောမြို့နယ်မှာစေအုပ်စုရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကြန့်ခိုင်ရေးပါတီအမတ်လောင်းနေနဲ့အမတ်3ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးရှို့ခံရတယ်လို့သိရပါတယ်။ပလောမြို့ပေါ်အမတ်3ရပ်ကွက်မှာရှိတဲ့ကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းဦးစာနီအောင်ရဲ့နေနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကိုနိုဝင်ဘာလ21ရက်နေ့ည10:00နာရီအချိန်မှာမီးရှို့ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ဦးစာနီအောင်ဟာကြန့်ခိုင်ရေးပါတီကနေတနင်္သာရီတိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ်ပလောမြို့နယ် FPTV စနစ်မှာဝင်ရောက်ရှင်ပြိုင်မဲ့အမတ်လောင်းတဦးဖြစ်ပါတယ်။သူကပလောမြို့နယ်ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌတဦးလည်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ရဲ့မှတ်တမ်းမှာတော့ကြန့်ခိုင်ရေးပါတီအမတ်လောင်းရဲ့နေအိမ်ကိုပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေကလာရောက်မီးရှို့သွားတယ်လို့ဆွဆွဲထားပါတယ်။ပလောမြို့နယ်ခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။စကိုင်းတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်နောက်ဘက်ကမ်းတောက်ရွာအနီးတောင်ပေါ်ဒေသတနေရာကိုနိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီခွဲအချိန်မှာလေရင်နဲ့ဘုံကျဲချခဲ့တာကြောင့်ကလေးတအူအဖိုးအိုနဲ့အဖွားအို2ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အဲ့ဒီစစ်တပ်လေရင်ဟာတအူလေတပ်ကနေတက်လာတဲ့ Jet Fighter 2စီးနဲ့တိုက်ပွဲမဖြစ်ပွားဘဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်သွားတာကြောင့်တဲပေါ်ကိုတဲကျရောက်ခဲ့ပြီးကလေးတအူအဖွားအို2ဦးအဖိုးအို2ဦးစုစုပေါင်း3ဦးသေဆုံးခဲ့တယ်လို့ဒေသခံရွာသား2ဦးကပြောပါတယ်။စစ်တပ်ကတော့သူတို့အုပ်ချုပ်လို့မရတဲ့နေရာမှန်သမျှကိုကြေးရွာစာတင်ကျောင်းဖုန်ကြီးကျောင်းအပါအဝင်တန်တနိကအဆောက်အဦတွေကိုနေ့စဉ်ရက်ဆက်အခုလိုလေကြောင်းကနေပုံကျဲနေတာပါရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကိုမနေ့ကနိုဝင်ဘာလ23ရက်နေ့မှာပြသခဲ့တာကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသားတော်တော်များများလာရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ပွဲစီစဉ်သူတွေစီကနေသိရပါတယ်။
နေရာပြောင်းရွှေ့နဲ့အခက်အခဲတချို့ရှိခဲ့ပေမဲ့လည်းပြုံးလေးရုပ်ရှင်ဇာတ်ကားကိုတော်လှန်ပြည်သူတော်တော်များများကလာရောက်ကြည့်ရှုခဲ့ကြပြီးထိုင်ကုန်ပြည်ုံသားမကမတ်တရအားပေးကြသူတွေတော်တော်များများရှိခဲ့တယ်လို့ရုပ်ရှင်ဇာတ်ကားတွားရောက်ကြည့်ရှုခဲ့သူတော်လှန်ပြည်သူတွေကပြောပါရယ်ပြုံးလေးရုပ်ရှင်ဇာတ်ကားတရုတ်ဆောင်မင်းမော်ကိုဒရိုက်တာကိုပေါက်နဲ့အတူအလွှာပေါင်းစုံကတော်လှန်ရဲဘော်ရဲဘက်တွေပါဝင်တရုတ်ဆောင်ထားပြီးဖြည့်ရမှန်ကိုအခြေခံထားတဲ့တော်လှန်ရုပ်ရှင်ဇာတ်ကားဖြစ်ပါရယ်ရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ